တော်တော်ကိုစိတ်ကိုစူးစီးပြီးတနေရာမှာအားဆိုင်ပြီးပြရတာနော်ဒီလိုတရားအထုတ်တဲ့သဘာဝနဲ့အပြင်းပြေဖြောပြေမှုဖြစ်တဲ့တယ်လီဗီရှင်းတွေဗီဒီယိုတွေကိုကြည့်ရတဲ့အခါမှာကြောတဲ့သဘာဝဟာသဘာဝချင်းမတူဘူးဟိုတယ်လီဗီရှင်းဆိုတာကသူကလှုပ်ပြတာကိုကိုကအသားလေးထိုင်ပြီးမျက်လုံးလေးဖွင့်ထားရုံပဲ passive ဖြစ်တယ်နော်ကိုကအားဆိုင်ပြီးလို့ရတာမပါဘူးသူကလှုပ်ပြနေတာကိုကသိအာယုံဆိုင်ဖို့မလိုဘူးသူကကြမ်းကြမ်းတမ်းလှုပ်ပြတာဆိုတော့အာယုံကစိတ်ထက်ကိုအလိုလိုဝင်လာတာပဲတရားထုတ်တဲ့အာယုံကတိမ်မွေ့တယ်အဲ့ဒီပြင်ပအပြောပအာယုံတွေကကြမ်းတမ်းတယ်ကြမ်းတမ်းတဲ့အာယုံကိုယူဖို့ရစိတ်ကလွယ်တယ်တိမ်မွေ့တဲ့အာယုံကိုယူဖို့ကြတော့ခက်ခဲတယ်လူဟာအသားလေးနောက်မိကလထိုင်းနဲ့ထိုင်ပြီးတော့အပြင်းပြေရှိကလှုပ်ပြတာကိုကြည့်နေတော့အဲ့ဒီအကျင့်ကပါသွားတော့နည်းနည်းအားဆိုင်ပြီးတော့လုံလဝရိယကြီးကြီးနေလို့ရတဲ့အလုပ်ကိုမလုပ်နိုင်တော့ဘူးမလုပ်ချင်တော့ဘူးတဘာဝချင်းကကွာသွားတာ哦အဲ့ဒီလိုလူဟာသူတရားတွားထိုင်လိုက်ရင်ခဏလေးတောင်းမနေတော့ဘူးအာယုံကိုရှာလို့မရတော့ဘူးအင်မတန်တန်ဝေကကြီးကြီးနဲ့တရားတရားကောင်းကောင်းနဲ့လုပ်မယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ရနိုင်ပါတယ်သို့တော့လုပ်ပြဖို့ခဲရင်သွားတယ်အဲ့ဒါပြောတာဟိုဘက်ကိုပါသွားရင်ဒီဘက်ကတော်တော်ခဲရင်သွားပြီအနောက်နိုင်ငံမှာလူတွေကတယ်လီဗီရှင်းကိုဒီနေ့ဘယ်လောက်ကြည့်လဲဆိုရင် research လုပ်ကြည့်တော့ပြားများရင်ဒီနေ့ကို6နာရီကြည့်တယ်တိတိကျကျစဉ်းစားကြည့်စမ်းပါဒီနေ့ကို24နာရီမှာ6နာရီဆိုတော့၄ပုံတစ်ပုံကိုပြေးလိုက်ရပြီဒီနေ့တဲ့စာပေတွေဘာတွေဖတ်ဖို့ရအချိန်သိမ့်မရတော့ဘူးမိသားစုနဲ့အေးဆေးထိုင်ပြီးတော့သူ့စိတ်ထဲမှာဘယ်လိုခံစားနေရတယ်သူ့သဘောကဘယ်လိုရှိတယ်ကိုယ့်သဘောထားကဘယ်လိုရှိတယ်အသိအမြင်ချင်းဖလှယ်ဖို့ရလဲအချိန်မရတော့ဘူးတချို့ဆိုရင်စားတာတောက်တာတောင်အဲ့ဒီတယ်လီဗီရှင်းရှေ့မှာပဲထိုင်စားကြတယ်ကာမဂုဏ်အာယုံကိုဘယ်လောက်တောင်လိုချင်တယ်လဲဆိုရင်မျက်စိကလည်းကြည့်ကျင်တယ်တစ်ချိန်တည်းမှာနားကလည်းအဲ့ဒီကအတန်ကလည်းထွက်နေတော့နားထောင်နေတယ်အာယုံကမျက်စိရောနားရောနှစ်ခုစလုံးရနေပြီဒီထဲမှာလက်ထက်မှာစားစရာကင်ထားပြီးစားကြတယ်တပြိုင်တည်းမှာအများကြီးခံစားကြတယ်ဒီကာမဂုဏ်အာယုံတွေကိုအဲ့ဒါလိုအင်မတန်ဆွဲသွားတတ်တာနော်အဲ့ဒါလိုပြင်ပကိုမိခုမှုများချင်းကြောင့်အတွင်းမှာလွတ်လပ်မှုမရှိတော့ဘူးအင်မတန်နည်းနည်းတဲ့မိမိခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မိမိစိတ်နဲ့ပတ်သက်တဲ့လေးနဲ့တဲ့အသိဉာဏ်တွေရဖို့ရလမ်းပိတ်သွားပြီအသိဉာဏ်အတွေးခေါ်ကအစအားလုံးဟာအပေါ်ယံရှပ်သွားပြီအဲ့လိုဟာတွေကတခြားနိုင်ငံတွေမှာတော်တော်ပဲဖြစ်နေပြီအဲ့လိုဖြစ်လို့အခုခေတ်မှာလူငယ်တွေကတော်တော်များပျက်စီးကြတယ်လောကဓာတ်တရားနဲ့တွေ့တဲ့အခါမှာသူတို့ခန္ဓာရည်မရှိကြတော့ဘူးဘဝကိုပျော်ပျော်နဲ့ခပ်ပေါ်ပေါ်နေချင်တာပျော်ပျော်နဲ့ခပ်ပေါ်ပေါ်နေချင်တော့သူတို့မှလေးနဲ့တဲ့စိတ်ဓာတ်လေးနဲ့တဲ့အသိဉာဏ်ဖြစ်ပေါ်မလာတော့ဘူးတကယ်လောကဓာတ်တရားနဲ့တွေ့တဲ့အခါမှာခန္ဓာရည်မရှိတော့ဘူးဖြတ်လန်းနည်းနဲ့အပြေရှာခြင်းကြတယ်ဘာလို့ခြင်းကြလဲဆိုတော့အရက်တောက်တယ်မွေးစွာတွေတုံးဆွဲကြတယ်စိတ်ဆင်းရဲလိုက်အဲ့ဒီနီလန်းတွေနဲ့အပြေရှာကြတယ်ဘဝဟာပိုးပြီးနေမွန်းသွားတယ်ဒါကြောင့်ပြင်ပကိုအဖော်မရှာဘဲနဲ့မိမိရဲ့အတွင်းစိတ်မှာပဲအားကိုးလောက်တဲ့ခိုင်မာရင်းကျက်တဲ့စိတ်ဓာတ်နဲ့အသိဉာဏ်ရအောင်ကြိုးစားထားမှတော့ကကြမယ်သိတဲ့လူတွေကကြိုးစားထားပြီးမသိသေးတဲ့လူတွေကိုအားပေးဖို့နီးပေးဖို့လိုပါတယ်ခုနပြောသလိုပဲတချို့လူတွေကအားပေးမဲ့သူနီးပေးမဲ့သူတိုက်တွန်းမဲ့သူမရှိသေးလို့သာဘာလို့မှမသိတာနဲ့မလုပ်ပြကြဘူးတချို့ကြတော့လည်းပဲဒါကပထမအရွယ်မှာဒါမလုပ်ရဘူးပထမအရွယ်မှာပညာရှာဒုတိယအရွယ်မှာဥစ္စာရှာတတိယအရွယ်ကြာမှာပဲတရားရှာမှာပေါ့ငယ်ရွယ်နဲ့ဒါတွေလုပ်တာမကောင်းဘူးဒီလိုပြောတဲ့လူတွေကိုတယောက်မကဘူးအများကြီးပဲကြားဘူးတဲ့ငယ်လေးရှိသေးတယ်တဲ့ဘာလို့တရားတွေအားထုတ်နေရတာတုံးတရားတွေအားထုတ်ရင်တော့ကြလောကကြီးကိုညှိငွေ့သွားပြီးစီးပွားရေးကြီးပွားရေးတွေပါထိခိုက်ပျက်စီးကုန်လိမ့်မယ်တဲ့အဲ့ဒါလိုပြောကြတာနော်ကြားရတာတော်တော်စိတ်မချမ်းသာစရာကောင်းတာပဲသူတို့မသိလို့ပြောကြတာပါနော်အဲ့ဒါလိုပြောကြတဲ့လူတွေရဲ့စကားကိုတကယ်နားထောင်တဲ့လူတွေကလည်းရှိတာပဲဘယ်လောက်ရှိသလဲဆိုတာတော့မပြောတတ်ဘူးရှိတာတော့သိတယ်တချို့ကဆိုရင်ဘယ်လိုတောင်ပြောလဲဆိုရင်တရားမထုတ်နဲ့ယူတတ်တယ်တဲ့
အဲ့ဒါလိုလဲပြောတဲ့လူတွေရှိတယ်တချို့ကြတော့လဲတရားအထုတ်တာမကောင်းဘူးတဲ့တရားအထုတ်ရင်သူကအပြက်ကိုကြည့်ရတာလောကကြီးမှာကြီးပွားဖို့ဆိုတာကအဖြစ်ကိုကြည့်ရတယ်အပြက်ကိုကြည့်ရင်လောကမှာမကြီးပွားတော့ဘူးအပြက်ကိုအာရုံပြုရင်စိတ်ဓာတ်တွေကြကုန်မယ်တဲ့ depress ဖြစ်သွားလိမ့်မယ်တဲ့အဲ့ဒါလိုအတွေးနဲ့အထင်နဲ့ပြောကြတယ်နော်အဲ့ဒါလိုပြောကြတဲ့စကားတွေကိုကြားတဲ့လူချို့ကတော့ယုံမှာပဲယုံရင်တော့အကြီးကျယ်နစ်နာသွားပြီအဲ့လိုပြောတဲ့လူတွေဟာဓမ္မန္တရဖြစ်နေပြီအင်မတန်အန္တရာယ်ကြီးတဲ့စကားတွေပါဒီလိုစကားမျိုးကိုမပြောမိဖို့မပြောပြဖို့အတော်သတိထားရမယ်ပြောတဲ့သူရှိရင်လည်းသူ့ကိုစိတ်မဆိုးဘဲနဲ့အေးအေးဆေးဆေးပြန်ပြီးရှင်းပြရမယ်အဲ့ဒါလိုမဟုတ်ဘူးကြားအထုတ်ရင်စိတ်အေးချမ်းကြည်လင်လာတယ်သိဉာဏ်တွေတန်ရှင်းလာတယ်မလုပ်တင်တာတွေမလုပ်ပြဘူးအမှားယွင်းအင်မတန်နည်းသွားတယ်ဆိုရင်ပဲစိတ်ချမ်းသာကိုချမ်းသာတယ်အဲ့တော့လူတွေမှာစိတ်ဆင်းရဲမှုဖြစ်ရတာတွေဟာအမှားယွင်းကြောင့်ပါကိုယ်အမှားရဲ့ဒဏ်ချက်ကိုပြန်ခံရတာပါသူများမှားလို့ကိုယ်မှခံရတာလဲရှိတော့ရှိပါတယ်ဒါပေမဲ့ကိုယ်မှားလို့ကိုယ်ခံရတာကပိုဆိုးပါတယ်တရားအထုတ်တဲ့အခါမှာအင်မတန်ကြည်လင်လာတဲ့အခါမှာဘယ်စကားကပြောတင်တယ်ဘယ်စကားကတော့မပြောတင်ဘူးဘယ်ကိစ္စကလုပ်တင်တယ်ဘယ်ကိစ္စကမလုပ်တင်ဘူးဒါတွေမကဘူးဘယ်ဝတ်စားကိုဝတ်တင်တယ်ဘယ်ဝတ်စားကိုမဝတ်တင်ဘူးဆိုတာတွေကစဘယ်အစားအစာကိုစားတင်တယ်ဘယ်လိုအစားအစာမျိုးကိုမစားတင်ဘူးဆိုတာတွေဒါတွေကိုပါသိလာတယ်ကိုယ်စိတ်ကိုပြန်ကြည့်တက်လာတဲ့လူဆိုရင်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အတွေးတွေကိုကြည့်ပြီးတော့ဘယ်အတွေးကတော့လောဘပဲဘယ်အတွေးကတော့ဒေါသပဲဒီအတွေးကတော့မာနပဲဒါကတော့ဣတ္တမစ္စရိယပဲလို့ဖမင်းချာချာသိလာတယ်သူတို့ကိုမြင်လာရင်သူတို့ရဲ့လွှမ်းမိုးမှုနောက်ကိုပါမသွားဘူးပါမသွားတာကိုကလွတ်လပ်မှုတစ်မျိုးပဲအဲ့တော့ကိုလွတ်လပ်တဲ့သူဖြစ်ချင်ဒီလိုသိနေဖို့လိုတယ်အဲ့လိုသိနေတဲ့လူဟာလောဘနဲ့ဆုံးဖြတ်ပြီးမလုပ်ဘူးလောဘရဲ့ဆွဲအားလောဘရဲ့လှည့်စားမှုနဲ့မလုပ်တင်တာကိုမလုပ်ဖြစ်ဘူးဒေါသရဲ့တွန်းအားဒေါသရဲ့ဖြစ်စည်းခြင်းနဲ့တဘောနောက်လိုက်ပြီးတော့ဖြစ်စည်းခြင်းတာကိုမလုပ်ဖြစ်ဘူးမာနရဲ့လှုံ့ဆော်မှုကြောင့်ငါမှငါဆိုတဲ့သူတစ်ပါးကိုမထီမဲ့မြင်ပြောတာတို့နှိမ်တာတို့မလုပ်တော့ဘူးဣဒ္ဓမစ္စရိယကြောင့်မနာလိုလို့သူတစ်ပါးကြီးပွားတာကိုတိုက်ရိုက်ဖြစ်စေတွဲတဲ့နည်းနဲ့ဖြစ်စေပျက်စီးအောင်မလုပ်ပြတော့ဘူးမလုပ်ပြတဲ့အတွက်စိတ်ချမ်းသာမှုရတယ်သူအဲ့ဒါလိုနေလိုက်တဲ့အတွက်ကြောင့်ကြာလာရင်ပတ်ဝန်းကျင်ကလူတွေဟာသူ့ကိုသိလာတယ်ဒီလူဟာတော်တော်အေးအေးချမ်းချမ်းစိတ်ကန့်ရှိနေတဲ့သူအေးအေးချမ်းချမ်းလုပ်တတ်တဲ့သူမဟုတ်တာမမှန်တာမလုပ်ဘူးစင်းစင်းဆဆလုပ်တဲ့သူဆိုပြီးတော့သူ့ပုံမှာပို့ပြီးချစ်ခင်လာတယ်ကြီးညိုလာတယ်လေးစားလာတယ်အားကိုးမှုရလာတယ်အဲ့တော့ပတ်ဝန်းကျင်ရဲ့ချစ်ခင်မှုကြီးညိုမှုလေးစားမှုကိုအားကိုးမှုရလာတယ်ဆိုရင်ပဲဘယ်လောက်အကျိုးများပြီလဲ